မင်္ဂလာပါရှင်ကျမတီကာပါဒီနေ့ဖော်ပြပေးခြင်းတဲ့သတင်းအကြောင်းအရာကတော့အားကောင်းသောမုန်တိုင်းငယ်တဲ့အမှတ်စဉ်3ညလေးမြေဆောင်2025ကိုထုတ်ပြန်ပေးခြင်းပါတယ်2025ခုနှစ်အောက်တိုဘာ2ရက်နေ့ဒီနေ့မြန်မာစံတော်ချိန်4နာရီချိန်ထုတ်ပြန်ချက်မှာတော့အားကောင်းသောမုန်တိုင်းငယ်အခြေအနေဟာဒီနေ့မြန်မာစံတော်ချိန်3နာရီခွဲချိန်တိုင်းထွာချက်တွေအရဘင်္ဂလားပင်လယ်အနောက်လယ်ပိုင်းနဲ့၎င်းနဲ့ဆက်ဆက်လျက်ရှိတဲ့ဘင်္ဂလားပင်လယ်အနောက်မြောက်ပိုင်းမှာဖြစ်ပေါ်နေတဲ့မုန်တိုင်းငယ်တိ depression ဟာအနောက်မြောက်ဘက်ကိုရွေ့ရှားခဲ့ပြီးတော့မြန်မာနိုင်ငံစစ်တွေမြို့ရဲ့အနောက်တောင်ဘက်ရေမိုင်440မိုင်ခန့်ကွာအိန္ဒိယနိုင်ငံပူရီမြို့ရဲ့တောင်အနောက်တောင်ဘက်ရေမိုင်95မိုင်ခန့်ကွာကိုပါဘူးမြို့ရဲ့တောင်အရှေ့တောင်ဘက်ရေမိုင်65မိုင်ခန့်နဲ့ပါရစ်မြို့ရဲ့တောင်အနောက်တောင်ဘက်ရေမိုင်140မိုင်ခန့်ကွာပင်လယ်ပြင်ကိုဗဟိုပြုနေပါတယ်အားကောင်းသောမုန်တိုင်းငယ်ရဲ့လက်ရှိအခြေအနေကတော့မြန်မာနိုင်ငံဘက်ကိုဦးတည်ရွေ့ရှားမဲ့အခြေအနေမရှိလို့ဝါရောင်ဆင်းလို့သတ်မှတ်ပါတယ်အားကောင်းသောမုန်တိုင်းငယ်ရဲ့ဒီနေ့ဟာဗဟိုချက်လီဘီအားနဲ့လေတိုင်းလုံးကတော့အဆိုပါအားကောင်းသောမုန်တိုင်းငယ်ကတော့မြန်မာစံတော်ချိန်3နာရီခွဲအချိန်မှာတော့မြောက်လက်တီကျို18.3ဒီဂရီနဲ့အရှေ့လောင်ကျို85.4ဒီဂရီမှာတည်ရှိပြီးတော့ဗဟိုချက်လီဘီအားကတော့998ဟက်တိုပါစကယ်နဲ့အမြင့်ဆုံးလေတိုင်းနှုန်းကတော့တနအီကို35မိုင်ကနေမိုင်40နှုန်းခန့်ဖြစ်ပါတယ်နောက်24နာရီတွင်ခံမှန်းချက်ကတော့အဆိုပါအားကောင်းသောမုန်တိုင်းငယ်ဟာမြောက်အနောက်ဘက်ကိုဆက်လက်ရွေ့ရှားပြီးတော့ဒီနေ့ညပိုင်းမှာအိန္ဒိယနိုင်ငံအော်ရီဒါပြည်နယ်နဲ့၎င်းနဲ့ဆက်ဆက်လျက်ရှိတဲ့အင်တာပရာဒစ်ကမ်းခြေတွေကိုကိုပါပူမြို့နဲ့ပါရာဒစ်မြို့တို့ကြားကနေဖျက်ကျော်နိုင်တယ်လို့ခန့်မှန်းရပါတယ်။အဆိုပါအားကောင်းသောမုန်တိုင်းငယ်အရှိန်ကြောင့်ဒီနေ့ညနေကနေနောက်24နာရီအတွင်းမှာတော့မကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းကယားပြည်နယ်နဲ့ချင်းပြည်နယ်မှာနေရာကျဲကျဲနေပြီးတော့မန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးသတင်းနိုင်တိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်မှာနေရာစိတ်စိတ်ရောင်တိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းအေရီတိုင်းဒေသကြီးကချင်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မှာနေရာအနှံ့အပြားမိုးထစ်ချုံရွာသွန်းပြီးတော့စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်နဲ့ရခိုင်ပြည်နယ်မှာတော့နေရာကွက်ပြီးမိုးကြီးတာနဲ့အတူတူလေပြင်းတွေတိုက်ခတ်တာဖြစ်ပေါ်နိုင်ပါတယ်။မြို့ဝကျော်ပေါ်ရခိုင်ကရန်တရှောင်းနဲ့ကမ်းတော်ပင်လယ်ပြင်မှာတော့တစ်ခါတရံမိုးသက်လေပြင်းကျရောက်ပြီးလှမ်းကြည့်ပါမယ်။မိုးသက်လေပြင်းကျရောက်စဉ်ရေပြင်းမြေပြင်းလေပြင်းဟာတနအီကိုမိုင်30အထိတိုက်ခတ်ပါမယ်။လိုင်းမြမြို့ဝကျော်ပေါ်ရခိုင်ကရန်တရှောင်းနဲ့ကမ်းတော်ပင်လယ်ပြင်မှာ9ပေကနေ17ပေခန့်ရှိပါတယ်။မိုးမကွေမွန်တဲ့နိုင်ကရန်တရှောင်းနဲ့ကမ်းတော်ပင်လယ်ပြင်မှာတော့တစ်ခါတရံမိုးသက်လေပြင်းကျရောက်ပြီးလှိုင်းအသင့်တက်ကနေလှမ်းကြည့်ပါမယ်။မိုးသက်လေပြင်းကျရောက်စဉ်ရေပြင်းမြေပြင်းလေပြင်းဟာတနအီကို25မိုင်ကနေမိုင်30အထိတိုက်ခတ်ပါမယ်။လိုင်းမြမိုးမကွေမွန်တဲ့နိုင်ကရန်တရှောင်းနဲ့ကမ်းတော်ပင်လယ်ပြင်မှာတော့10ပေကနေ10ပေခန့်ရှိပါတယ်။ဒါကြောင့်အားကောင်းသောမုန်တိုင်းငယ်အရှိန်ကြောင့်မိုးသည်တဲ့စွာရွာသွန်းတာနဲ့အတူတူလေပြင်းတွေတိုက်ခတ်တာမိုးထစ်ချုံတာမိုးကြိုးပစ်တာလျှက်စီးလက်တာမိုးတိကျွေတာလျှက်ပြက်ရည်ကြီးတာနဲ့မြေပြိုတာစတဲ့ဘာဝဘေးရန်တွေဖြစ်ပေါ်နိုင်တဲ့အတွက်အဆိုပါဒေသမှာရှိတဲ့ကုန်းမြင့်ဒေသအနေနေထိုင်ကြတဲ့သူတွေအနေနဲ့မြေပြိုမှုအန္တရာယ်မြင့်ငယ်ချောင်းငယ်အနေနေထိုင်ကြတဲ့သူတွေအနေနဲ့ရေကြီးရေရှာမှုတွေကိုကြိုတင်သတိပြုရှောင်ရှားဖို့နဲ့ပြည်တွင်းရေချောင်းသွားလာရေးဒီချောင်းပြန်တန်းရေးမြမကရန်တခြားနဲ့ကမ်းတော်ပင်လယ်ပြင်မှာရှိတဲ့ကမ်းနီကမ်းဝေငါးဖမ်းရင်တွေသင်္ဘောတွေအနေနဲ့လည်းကြိုတင်သတိပြုနိုင်ဖို့နဲ့ဆယ်မြောင်းတာတမန်တွေအနေနဲ့လည်းလိုအပ်တာတွေကိုကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်ဖို့သတိပေးနှိုးဆော်လာတာဖြစ်ပါတယ်ရှင်။ဆက်လက်ပြီးတော့လည်းအင်ဒိုနီးရှားနိုင်ငံကစာတင်ကျောင်းပြိုကျမှုမှာ59ဦးပျောက်ဆုံးနေဆဲဖြစ်ပြီးတော့ကယ်ဆယ်သားတွေကအသက်ရှင်ကျန်ရစ်တဲ့လက္ခဏာမတွေ့ရတော့ဘူးလို့ပြောကြားတဲ့ကြောင့်ဖော်ပြပေးကြပါမယ်။ကယ်ဆယ်သားတွေဟာပြိုကျခဲ့တဲ့အင်ဒိုနီးရှားကျောင်းတစ်ကျောင်းရဲ့အပျက်စီးတွေအောက်မှာလူ59ဦးပျောက်ဆုံးနေဆဲဖြစ်တဲ့ကြောင့်အသက်ရှင်ကျန်ရစ်တဲ့လက္ခဏာမတွေ့ရတော့ဘူးလို့တာဝန်ရှိသူကအောက်တိုဘာ2ရက်ကြာသပတေးနေ့မှာပြောကြားလာပါတယ်။ကျွန်တော်တို့ဟာအပူဒရုန်းတွေလိုနည်းပညာမြင့်စက်ပစ္စည်းတွေကိုအသုံးပြုခဲ့ပြီးသိပ္ပံနည်းကျအရတော့အသက်ရှင်ကျန်ရစ်တဲ့လက္ခဏာတွေမရှိတော့ဘူးလို့နိုင်ငံရဲ့သဘာဝဘေးရန်တွေရောပါတက်တာရေးအေဂျင်စီအကြီးအကဲကဂျာဘာအရှေ့ပိုင်းစာတင်ကျောင်းပြိုကျခဲ့တဲ့နေရာမှာသတင်းနာနေကပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။ဂျာကာတာမြို့အရှေ့ဘက်980ကီလိုမီတာခန့်အကွာစီရိုအာဂျိုအရှေ့ဘက်ဂျာဘာမြို့မှာတည်ရှိတဲ့အဲကိုဇီနီဘောရာကျောင်းကတော့အပေါ်တက်ဆက်လက်ဆောက်လုပ်နေတဲ့တံကိုဖောင်ဒေးရှင်းကမထောက်ပံ့နိုင်လို့ပြိုကျပြီးတော့ဒါစီပေါင်းများစွာသောဝှပြုဆူတောင်းနေတဲ့ကျောင်းသားတွေဟာအပျက်စီးတွေအောက်မှာပိတ်မိနေခဲ့ပါတယ်။ပိတ်မိနေတဲ့သူတွေကိုကယ်ထုတ်ဖို့ကယ်ဆယ်သမားတွေကအချိန်နဲ့အမျှအပြိုင်ဆိုင်စူးစမ်းနေတာကိုလည်းသိရပါတယ်။အပျက်စီးတဲ့ကအသက်ရှင်ကျန်ရစ်တဲ့9ဦးကိုဗုဒ္ဓဦးနေ့မှာဆွဲထုတ်နိုင်ခဲ့ပါတယ်။ဘေးရန်နယ်ရောပါရေးအေဂျင်စီကပြောရေးဆိုခွင့်ရှိသူကတော့ကျောင်းရဲ့ပြက်ကွက်စင်းနဲ့မိသားစုထံတင်ပြတဲ့ပျောက်ဆုံးသူစင်းကိုအခြေခံပြီးတော့ကျောင်းသား59ဦးပိတ်မိနေသေးတဲ့အကြောင်းကြာသပတေးနေ့ထုတ်ပြန်ချက်မှာပြောကြားခဲ့ပါတယ်။ကြာသပတေးနေ့ကထုတ်ပြန်ချက်တစ်ခုမှာပြောကြားခဲ့ပါတယ်။
ကဲစိတ်သမားတွေဟာတေဆုံးသူတွေရဲ့အမည်တွေကိုခေါ်ဆိုပြီးတော့လှုပ်ရှားမှုဒါမှမဟုတ်အရေးကြီးတဲ့လက္ခဏာတွေကိုခြေရာခံဖို့ကြိုးစားနေကြတဲ့အကြောင်းကြာသပတေးနေ့မှာကဲစိတ်အေဂျင်စီကတာဝန်ရှိတဲ့သူကဆိုပါတယ်။လေမွန်ရောင်ဝစ်စုံတဲ့ကဲစိတ်သမားတွေဟာအပျက်စီးတွေအောက်မှာပိတ်မိနေတဲ့ចောင်းသားတွေကိုရှာဖွေဖို့ចောင်းသားတွေကိုရှာဖွေဖို့ကျင်းမြောင်းတဲ့ဦးမယ်လှိုင်ကောင်းအတွင်ဝင်ရောက်ရှာဖွေခဲ့တဲ့အကြောင်းအေဂျင်စီကဖြန့်ဝေထားတဲ့ဓာတ်ပုံရသိရပါတယ်။အသက်ရှင်ကျန်ရည်သူစင်းကိုပြသထားတဲ့ white board ပတ်လည်မှာတော့တခြားစိုးရိမ်တဲ့မိဘတွေနဲ့အတူစောင့်ဆိုင်နေတဲ့အသက်52နှစ်အရွယ်ရှိတဲ့အာမက်အဆန်ကတော့သူ့ရဲ့14နှစ်အရွယ်သားပြည့်သူအာရဲအာဖန်တီကိုပြန်လည်တွေ့ရှိလိမ့်မယ်လို့မျှော်လင့်နေဆဲလည်းဖြစ်ပါတယ်။အခုချိန်ထိငါသားရဲ့အကြောင်းမကြားရသေးဘူးလို့၎င်းကဆိုပါတယ်။ငါသားအသက်ရှင်နေသေးတယ်လို့ငါယုံကြည်တယ်လို့ပြောကြားခဲ့ပါတယ်။ဆက်လက်ပြီးတော့လည်းပင်လယ်ပြင်ကထိုးကြတဲ့မိုးလေဝသအခြေအနေတွေကိုဖော်ပြပေးကြပါမယ်။မိုးလေဝသသုတေသီအွန်လိုင်းကတော့အောက်တိုဘာ2ရက်ည9:30မိနစ်30ချိန်မှာကုလို့ထုတ်ပြန်လာပါတယ်။ဘင်္ဂလားပင်လယ်အော်ကတော့ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့မုန်တိုင်းငယ်ဒီ depression ကတော့မြောက်အနောက်မြောက်ဘက်ကိုဆက်လက်ရွေ့ရှားပြီးတော့အောက်တိုဘာ2ရက်ညပိုင်းမှာတော့အော်ရီတာပြည်နယ်နဲ့အန်တာပရာတစ်ကမ်းခြေအနီးဂိုဘာပူမြို့အနီးကိုရောက်ရှိလာနိုင်တဲ့အကြောင်းအိန္ဒိယမိုးလေဝသဌာနကအောက်တိုဘာ2ရက်နေ့ညမှာထုတ်ပြန်လာပါတယ်။အော်တိုဘာ3ရက်မနက်မှာတော့အကောင်းသောလက်ပြီးအားနဲ့ရုံအဖြစ်နဲ့အာရုံသွားနိုင်ကြောင်းလည်းထုတ်ပြန်ချက်မှာဆက်လက်ပေါ်ပြလာပါတယ်။ CIMSS လမ်းညွန်ခန့်မှန်းချက်နဲ့ ECNWN NCUM IMDGF NCEF NCEPGF စတဲ့သေချာပုံစံပြုမော်ဒယ်တွေရဲ့ကြိုတင်ခန့်မှန်းချက်ရအောက်တိုဘာ2ရက်ညမှာတော့မုန်တိုင်းငယ်အဆင့်ကနေအကောင်းသောလက်ပြီးအားနဲ့ရောင်ဝအဆင့်ကိုအာရုံသွားနိုင်တဲ့အကြောင်းတပြင်းညခန့်မှန်းလာပါတယ်။အာရေဗျပင်လယ်မှာဖြစ်ပေါ်နေတဲ့လေပွေလှိုင်း 90A နဲ့ဘင်္ဂလားပင်လယ်အော်ကမုန်တိုင်းငယ် Cyclonic Storm 01P တို့ရဲ့ပင်လယ်ပြင်ဆက်ဆက်တက်ရောက်မှု ABC အဖက်ရအာရေဗျပင်လယ်ကလေပွေလှိုင်း 90A ဟာဘင်္ဂလားပင်လယ်အော်က 01P ကုန်းတွင်းဝင်ရောက်ပြီးတဲ့နောက်မုန်တိုင်းငယ်အပြင်အားကောင်းလာနိုင်ပြီးတော့အိုမန်ပင်လယ်ကွေ့အနီးပင်လယ်ပြင်မှာအားပြော့သွားနိုင်မှာဖြစ်ပါတယ်။တောင်တရုတ်ပင်လယ်မှာတော့ဖိလစ်ပိုင်နိုင်ငံအရှေ့ဘက်ပင်လယ်မှာဖြစ်ပေါ်နေတဲ့အပူပိုင်းမုန်တိုင်းမတ်မိုဖိလစ်ပိုင်အမီပေါလိုကတော့အောက်တိုဘာ3ရက်မနက်မှာအားကောင်းသောအပူပိုင်းမုန်တိုင်း Subtropical Storm Access ဖြစ်လာပြီးတော့ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းကိုဖျက်ကျုံဝင်ရောက်ပြီးတဲ့နောက်အောက်တိုဘာ4ရက်ညမှာတိုင်ဖုန်းမုန်တိုင်းအဖြစ်အားပိုကောင်းလာနိုင်ကြောင်းခန့်မှန်းထားပါတယ်။တိုင်ဖုန်းမုန်တိုင်းမတ်မိုရဲ့တက်ရောက်နိုင်မဲ့အခြေအနေဘယ်လိုရှိမယ်ဆိုတာကတော့ဆက်လက်ပြီးစောင့်ကြည့်ဖော်ပြပေးသွားအောင်မယ်လို့လည်းဆိုပါတယ်။ဒီတစ်ပတ်အတွင်းမြန်မာနိုင်ငံမှာဖြစ်ပေါ်နိုင်တဲ့မိုးလေဝသအခြေအနေမှာတော့ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့မုန်တိုင်းငယ် 01P နဲ့တောင်တရုတ်ပင်လယ်မှာဖြစ်ပေါ်လာနိုင်တဲ့တိုင်ဖုန်းမုန်တိုင်းမတ်မိုတို့ကြောင့်မြန်မာနိုင်ငံရဲ့မိုးလေဝသအခြေအနေဟာမြန်မာနိုင်ငံရဲ့မိုးလေဝသအခြေအနေအပေါ်တက်ရောက်နိုင်တဲ့မိုးသည်ထန်တာမိုးများတာတွေကမိုးတောင်းကာလကုန်ကနေအချိန်မှာမိုးအိုမိုးတဲ့ကာလတွေလောက်ပြင်းထန်မှုမရှိနိုင်တော့ဘူးလို့ကြိုတင်ခံမှန်းထားရှိပြီးတဲ့အချက်လက်တွေအရသုံးသပ်နိုင်ပါတယ်။ဒီတစ်ပတ်တွင်မိုးများနိုင်ဆုံးဖြစ်တဲ့ကချင်ပြည်နယ်မှာတော့9ရက်တွင်ရွာသွန်းရရှိနိုင်တဲ့မိုးရေချိန်ပမာဏ9လက်မကျော်သာရရှိနိုင်ပါတယ်။ကချင်ပြည်နယ်မှာတော့နေ့စဉ်ပြန်ပြန်မိုးရေချိန်ဟာ1လက်မဝန်းကျင်သာရှိနိုင်ပြီးတော့နေရာကွက်ပြီးမိုးများနိုင်သေးတဲ့အခြေအနေတွေကိုဂရုစိုက်စောင့်ကြည့်ရပါမယ်။ခြုံငုံသုံးသက်ချက်အရဆိုရင်တော့ပြင်းထန်တဲ့သဘာဝဘေးတွေဖြစ်လာနိုင်ခြေတော်တော်နည်းသွားပြီလို့သုံးသပ်လာပါတယ်။